ချုံမိန်နဲ့နိုင်ပွဲနဲ့အတူဖန်တီးမှုအကြိမ်20ပြည့်ခဲ့တဲ့ Bruno Fernandes ကဲအခုဆိုရင်တော့ United ပရိသတ်တွေမျှော်လင့်နေကြတဲ့ Kevin De Bruyne နဲ့ Thierry Henry ရဲ့တရားသီအတွင်းဂိုးဖန်တီးမှုအကြိမ်20ကို Bruno Fernandes တယောက်လိုက်မိသွားခဲ့ပြီပဲဖြစ်ပါတယ်။တနင်္ဂနွေနေ့ည6နာရီအချိန်မှာတော့ Manchester United အသင်းနဲ့ Nottingham Forest အသင်းတို့ဟာ Manchester United ရဲ့အိမ်ဝင် Old Trafford မှာရှင်ပြိုင်ကစားခဲ့ကြပါတယ်။ Champions League ဝင်ခွင့်ကိုအဆင့်3နေရာနဲ့ဝင်ခွင့်ရရှိသွားပြီဖြစ်တဲ့ United အသင်းအနေနဲ့အသင်းကောင်းဆောင် Bruno Fernandes ရဲ့ဂိုးဖန်တီးမှုအကြိမ်20ပြည့်ဖို့အတွက် UTB ပွဲထွက်လာခဲ့ပါတယ်။ဒီပွဲစဉ်မှာဆိုရင်လည်း Bruno အနေနဲ့အပိုင်ခွင့်ရေး9ချိန်ထပ်မံဖန်တီးပေးနိုင်ခဲ့ပေမဲ့တိုက်စစ်ကစားသမားတွေအဆုံးသက်မသေးကြမှုတွေကြောင့်ဖန်တီးမှုအကြိမ်20ကိုကြော်တက်နိုင်မဲ့အခွင့်အရေးနဲ့လွဲချော်ခဲ့ရပါတယ်။ Manchester United အသင်းအတွက်ဂိုးတွေကိုတော့ပွဲကစားချိန်9မိနစ်မှာ Luke Shaw ပွဲကစားချိန်55မိနစ်မှာမာတီးရဲ့ခုညာနဲ့ပွဲကစားချိန်86မိနစ်မှာ Bruno Fernandes ရဲ့ဖန်တီးပေးပို့မှုကနေတဆင့် Bryan Mbeumo ကသွင်းယူသွားပေးခဲ့ပါတယ်။ Nottingham Forest အသင်းအတွက်ခြေပါဂိုး2ဂိုးကိုတော့ပွဲကစားချိန်53မိနစ်နဲ့88မိနစ်တို့မှာနောက်ခံကစားသမား Morato နဲ့ Morgan Gibbs-White တို့ကအသီးသီးသွင်းယူသွားပေးခဲ့ပါတယ်။ဒီပွဲစဉ်ဟာဒီယာဒီမှာစာချုပ်ကုံဆုံးတော့မဲ့ကွင်းလယ်လူ Casemiro ရဲ့ Manchester United အသင်းအတွက်နောက်ဆုံးအိမ်ဝင်ပွဲစဉ်ဖြစ်ပြီးတော့ဒီယာဒီကုံမှာဆိုရင်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားတော့မှာပဲဖြစ်ပါတယ်။ Champions League ဝင်ခွင့်နဲ့အဆင့်3နေရာအတွက်ဘာမှစိတ်ပူစရာမရှိတော့တဲ့အနေအထားမှာ United တို့အနေနဲ့ဒီယာဒီနောက်ဆုံးပိတ်ပွဲစဉ်ဖြစ်လာမယ့်တစ်ပတ်တနင်္ဂနွေနေ့မှာတော့ Brighton အသင်းကိုအဝေးကွင်းမှာတွားရောက်ကစားရမှာဖြစ်ပြီး Bruno Fernandes အနေနဲ့လည်းလက်ရှိစံချိန်ကိုကြော်ဖြတ်သွားမလားဆိုတာကိုတော့ကျွန်တော်တို့တွေဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် channel လေးကို like, follow, subscribe လေးလုပ်သွားပေးကြပါဦးဗျ။ကျေးဇူးတင်ပါတယ်။